မြင်းဖြူရှင်နောက်တစ်ပါးဖြစ်သူမှာတော့ကန်းနီမြင်းဖြူရှင်ပဲဖြစ်ပါတယ်ရာဇဂျိုပြီးအစာတသက်မင်းထီနန်းစိုးစံစင်ခါကပြင်းဤအနွယ်တော်ဝင်မင်းတစ်ပါးအားရာဇဝတ်အပြစ်ဒဏ်ပေး၍နှင်ထုတ်လိုက်ရာကလေးရက်သို့ရောက်ရှိလာခဲ့ပါတယ်တောင်များပတ်လည်ကာရန်နေသည်မှာရာဇဂျိုပြီးနှင့်တူတစ်ဖြစ်ထိုအရက်တွေမျိုးတည်၍နေထိုင်ခဲ့ပြီးရင်းမျိုးကိုကလေးတောင်မျိုးရာဇဂျိုဟုအမည်ပေးခဲ့ပါတယ်ကလေးတောင်မျိုးရာဇဂျိုမျိုးစား၏မြေတော်ဖြစ်သူဖိုးမင်းဖြူအားတောင်ဘက်ကန်းနီအရက်သို့ဆေလွတ်ကမြို့တီခိုင်းသဖြင့်ဖိုးမင်းဖြူသည်ကန်းနီအရက်သို့ရောက်ရှိလာပြီးချင်းတွင်းမြစ်ကမ်းပါတောင်ထိပ်ပေါ်တွင်မြို့တီနေထိုင်ခဲ့ပါတယ်ထိုစဉ်ပကံမင်းကကြားသိ၍အင်းရက်ကိုစစ်ထိုးခိုင်းရာပကံမင်းတက်များစစ်ရှုံး၍လှည့်လည်ပြန်သွားစဉ်ဖိုးမင်းဖြူ၏မြို့သူမိမတအူးမှလောင်ပြောင်၍ဖင်ကုန်းပြလေရာပကံမင်းစစ်တီတို့ကညီတို့မိဖုံအတိတ်ပဲကောက်လိုက်သည်မသိနမိတ်ကောင်းသည်ဆိုကာပြန်လှည့်တိုက်သောအခါမှာတော့ဖိုးမင်းဖြူ၏တက်များရှုံးနှိမ့်လာခဲ့ပါတော့တယ်နောက်ဆုံးမှာတော့ဖိုးမင်းဖြူနှင့်ပင်းဤအချွေရံများဟာရန်သူလက်မပါလို့တစ်ဖြစ်မြင်းများကိုစီစီးကြပြီးမြင်းဤဦးကောင်းနှင့်မျက်စိတို့ကိုလင်းတို့၏အဝတ်စားများလုံကြီးများအိတ်ထောင်များနှင့်ဖုံးအုပ်ကာတောင်ကမ်းပါထိပ်မှချင်းတွင်းမြစ်အတွင်းသို့မြင်းနှင့်တကွာဒုံဆိုင်စီပြီးမိမိကိုမိအဆုံးစီရင်ခဲ့ကြပါတော့တယ်ဤသို့ကွယ်လွန်အနေဆက်ရောက်ရှိခဲ့ပြီးကာလအတန်ကြာသောအခါမှာတော့အလောင်းစီသူမင်းကြီးတိုင်းကန်းလဲ့လဲလာရာထိုရက်သို့ရောက်ရှိစဉ်ဖိုးမင်းဖြူနှင့်တကွအချွေအရံများကမင်းကြီးအားမြင်းကိုစီစီး၍တောင်ထိပ်ပေါ်မှကိုထင်ပြပြီးရင်းတို့၏ဘဝဖြစ်စဉ်အားလျှောက်ထားကြရာအလောင်းစီသူမင်းကြီးမှရင်းတို့ကိုထိုအရက်တွင်နတ်ကိုနတ်နန်းများဆောက်လုပ်ပေးကာနေပယ်တက်မှတ်အပိုင်စားပေးခဲ့သဖြင့်ရင်းရက်၌ဖိုးမင်းဖြူနှင့်မင်းဖြူရှင်နှင့်ရွှေမင်းဖြူနှင့်ဟုခေါ်ဝေါ်သမုတ်လာခဲ့ခြင်းပင်ဖြစ်ပါတော့တယ်ယခုအခါတွင်လည်းကန်းနီအရက်ရှိလူအများကဖိုးမင်းဖြူနှင့်ဒါမှမဟုတ်မင်းဖြူရှင်နှင့်ရွှေမင်းဖြူနှင့်မင်းဖြူရှင်နှင့်ဆိုပြီးအလွန်ယိုသေးအလွန်အမင်းယုံကြည်ကိုးကွယ်လျက်ရှိကြပါတယ်။နောက်ထပ်မြင်းဖြူရှင်တစ်ပါးဖြစ်သောရွှေပြည်ရှင်မြင်းဖြူရှင်နဲ့အကြောင်းကိုတော့နောက်အပိုင်းမှာဆက်ပြီးတင်ဆက်ပေးသွားပါမယ်ဗျာကျွန်တော်အကောင့်လေးကိုလည်း like and follow လေးပေးခဲ့ကြပါဦးနော်။ကျွန်တော်လူလင်ပိုင်ဆိုးပါ။